အုပ်စုနံပါတ်5ပါဗျာမေဝနံပါတ်1ရသော်ဘုရားရှင်ဝေလူဝရွာငယ်မှသာဝတိပြည်ဇေရဝံကျောင်းတော်သို့ကြွရောက်သောအချိန်၌မြည်သူတို့ပရိနိဗ္ဗာန်စံသွားကြပြီလေပြန်ပြီးပါအောင်ဗျာရသော်ဘုရားရှင်ဝေလူဝရွာငယ်မှသာဝတိပြည်ဇေရဝံကျောင်းတော်သို့ကြွရောက်သောအချိန်၌မြည်သူတို့ပရိနိဗ္ဗာန်စံဝင်သွားကြပြီလေဒီတွေ့တော့မဟာပဇာပတိကောဒမေရှင်ယာဟုလာဖခင်သောရဏမင်းရှင်သာရိပုတ္တရာရှင်မဟာမောက္ကလံပါဗျာမေဂုနံပါတ်1မြတ်စွာဘုရားအားတရားမင်းမေးလျှောက်သောပြဿနာ၄ရပ်ဤအဖြေ၄ရပ်ကိုမှန်ကန်စွာပြောပြပါမေကုမပါဘူးလားဗျာဟေးအမေကုမပါဘူးအဖြေ၄ခုပဲအမြတ်ဆုံးကလူကတရားလူအကောင်းဆုံးရတာကတရားရဒါပြောင်းမွေးခြင်းရာတွင်တရားဖြင့်ပြောင်းမွေးခြင်းဒီအကောင်းဆုံးရာတဏှာကုန်သုံးခြင်းဒီဝိရောဂဆင်းရဲမှခသိန်းသောငြိမ်းချမ်းရာဖြစ်သောကြောင့်တဏှာကုန်သုံးခြင်းဒီအမြတ်ဆုံးခေါ်ပါသည်မေကုနံပါတ်3သားတော်ဖရာအားဖခမည်းတော်ရှ िख ိုးခဲ့ရာနေရာ3နေရာကိုပြောပြပါကပိလဝိပိရှင်နံတော်နှစ်ေတော်မင်္ဂလာကျင်းပရာသဘုတပင်ပင်အောက်3ကပိလပင်မှာရွှေမျိုးတွေရဲ့မာနကိုကျွနိုင်ပြီးတော့ဒနာဇင်းညံပေါ်မှာတကိုးပြတဲ့အချိန်မှာပဲနေရပါဗျာဒနာဇင်းညံကောင်းကင်ဌာနဒနာဇင်းညံပေါ်ပါဗျာမေဂုနံပါတ်4ပစ္စမသင်္ကာယနာတင်တော်မူခဲ့ရာသာသနာတော်နှင့်ခရစ်နှင့်မြန်မာတက္ကရာတို့ကိုမှန်ကန်စွာပြောပြပါပြန်ပြီးပါဦးပစ္စမသင်္ကာယနာတင်တော်မူရာသာသနာတော်နှင့်ခရစ်နှင့်မြန်မာတက္ကရာတို့ကိုမှန်ကန်စွာပြောပြပါသာသနာတော်နှစ်2415ခရစ်နှစ်1881မြန်မာတက္ကရာ1232ခုနှစ်ပါဗျာဘေကုနံပါတ်5မေတ္တာကိုချစ်ခြင်းဟုမြန်မာမှုပြုကြပါသည်ထိုချစ်ခြင်းသည်ဘယ်နှမျိုးရှိပါသလဲပြောပြပါ3မျိုးရှိပါတယ်ဖေယားလင်းရှင်များရှိခြင်းဟူသောတဏှာပေမရှိခြင်းမိဖို့ညီမိဘညီရဲ့ကိုမောင်တော်မရှိခြင်းဟူသောကေဟတိတပေမရှိခြင်းသူတော်ဘာကိုကြည်ပွားစေလို့ရှိခြင်းဖြစ်သောမေတ္တာရှိခြင်းပါဖေယားရပါပြီရပါပြီ